ခြေမတန်တဲ့ CEO ဟာဇနီးဖြစ်သူရဲ့လက်ထိတ်ခတ်ခြင်းကိုခံထားရပေမဲ့စိတ်တူမသွားတဲ့အပြင်သူ့ဇနီးကသူ့ကျမ်းမာရေးကိုတေချာဂရုစိုက်လို့နဲ့ဆိုပြီးတငယ်ချင်းဖြစ်သူကိုတောင်ကြွားလုံးထုတ်နေပါသေးတယ်ဒါပေမဲ့ဇနီးဖြစ်သူအခန်းပြင်ထွက်သွားတာနဲ့ CEO ဟာလက်ထိတ်ကိုကျွမ်းကျင်စွာဖွင့်လိုက်ပြီးချက်ချင်းမတ်တရက်ကကတင်ပေါ်ကဖုန်းကိုသွားကင်ပါတော့တယ်သူ့ကိုကုမ္ပဏီလိုက်ပို့ဖို့လက်ထောက်ကိုဖုန်းဆက်မလို့ပြင်တော့မှာပဲတကားဝမှာသူ့ကိုစိုက်ကြည့်နေတဲ့ဇနီးတဲ့ကိုမြင်လိုက်ရတာကြောင့်သူ့ဆုံသွားရပါတယ်တကယ်တော့ဇနီးတဲ့ဟာမနေ့ကတင်ပြီးလာထဲမှာ CEO နဲ့ရုပ်ချင်းစင်တဲ့သူတယောက်လမ်းလျှောက်နေတာကိုမြင်လိုက်ရတာကြောင့်သူ့ရဲ့ခြေထောက်မတန်ဆွမ်းမှုဟာအတူအယောင်လားဆိုတာကိုတန်တရားဝင်နေတာပါဒါကိုအတီးပြုဖို့အတွက်သူမက CEO ရဲ့ဖုန်းကိုတမင်ဝေးကိုပစ်ချထားခဲ့ပြီးသူလမ်းထလျှောက်မလားဆိုတာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်သူမထင်တဲ့အတိုင်းပါပဲ CEO ဟာကျမ်းမာတန်ဆွမ်းတဲ့လူတယောက်လိုသူမရှိမှမတ်တက်ရက်နေခဲ့ပါပြီ CEO အတွက်တော့ဒါဟာအကြီးအကျယ်ပြဿနာတက်တာပါပဲဘာလို့လဲဆိုတော့သူဟာခြေမတန်တယ်လို့ဟန်ဆောင်ပြီးသူမရဲ့တနာတယူဆိုင်မှုကိုရယူကလက်ထပ်ခဲ့တာဖြစ်လို့ပါသူမရှိမှတော့အားနွဲ့တဲ့မတန်ဆွမ်းသူတယောက်ဖြစ်ပေမဲ့သူမမရှိတဲ့အချိန်မှာတော့သူဟာနိုင်ငံရဲ့အင်အားကြီးဆုံးဂိုင်းတစ်ခုရဲ့ခေါင်းဆောင်ပါ CEO မှာရက်ဆက်တဲ့မိခင်တယောက်ရှိပြီးသူမဟာမိသားစုအာဏာအတွက်တားကြီးဖြစ်သူကညီဖြစ်သူ CEO ရဲ့ခြေထောက်တွေကိုရိုက်ချိုးတာကိုတောင်ခွင့်ပြုခဲ့သူပါဒါပေမဲ့ CEO ဟာစေကူတာနေတဲ့အချိန်တွင်းမှာပဲလှုပ်ဝက်အင်အားစုတစ်ခုကိုတိစောက်ခဲ့ပြီးမိသားစုကိုလက်စားချေဖို့အတွက်မတန်ဆွမ်းတယ်လို့ဆက်ပြီးဟန်ဆောင်နေခဲ့တာပါတစ်ဖက်မှာလည်းပတ်စံအသေးအတန်လိုအပ်နေတဲ့အမျိုးသမီးတယောက်ဟာတာဝန်တစ်ခုကိုလက်ခံလိုက်ပါတယ်အချမ်းသာဆုံးတထေးကြီးရဲ့သမီးဟာခြေမတန်တဲ့ CEO နဲ့လက်မထက်ချင်တာကြောင့်ဒီအမျိုးသမီးကိုအတုံးချပြီးစိတ်ဆက်ပွဲပြတ်အောင်ကွက်ဆင်ခဲ့တာပါညီမဖြစ်သူရဲ့စေကူတာစရိတ်အတွက်ဒီအမျိုးသမီးဟာ CEO ကိုညှို့ဆွဲဖို့သဘောတူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးဟာ CEO အနိုင်ကျင့်ခံနေရတဲ့အချိန်မှာပေါ်လာပြီးသူ့ကိုကယ်တင်ပေးခဲ့ရုံတင်မကပဲသူ့ကိုလက်ထပ်ဖို့ပါကန့်လန့်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတထေးသမီးကတက်တော်ဆောင်တွေနဲ့အခန်းထဲကိုဝုန်းကားနဲ့ဝင်လာပြီး CEO ကိုဖောက်ပြန်သူအဖြစ်ဆွဆွဲကစိတ်ဆက်ပွဲဖျက်သိမ်းလိုက်ပါတယ်ဒါကိုဒေါသထွက်သွားတဲ့ CEO ရဲ့မိခင်က CEO ကိုပါရိုက်လိုက်ပြီးထက်ရိုက်ဖို့ပြင်ချိန်မှာဘေးကအမျိုးသမီးကတားဆီးလိုက်ပါတယ်ဒါဟာမိခင်ဖြစ်သူကိုပို့ပြီးဒေါသထွက်စေခဲ့ပြီးအဲ့ဒီအမျိုးသမီးကိုမြို့ပြင်ခေါ်သွားပြီးတပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်အမျိုးသမီးအနေနဲ့ရှိနေပြီဆိုတာသိလိုက်ရတဲ့အခါ CEO ဟာဆက်ပြီးဟန်ဆောင်မနေတော့ပါဘူးသူဟာဓာတ်တစ်ချောင်းကိုထုတ်ပြီးသူ့အကိုကိုတဆခံဖြစ်ပြန်ဖမ်းကအမျိုးသမီးကိုလွတ်ပေးဖို့မိခင်ဖြစ်သူကိုချင်းချောက်ပါတော့တယ်ကြောက်လန့်တကြားအသက်ဘေးကကယ်ဖို့တောင်းပန်နေတဲ့သားကြီးကိုကြည့်ပြီးမိခင်ဖြစ်သူကတော့ CEO ရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ပုံစံကိုကြည့်ပြီးစိတ်ဝင်စားစရာကောင်းနေပါတော့တယ်